မြန်မာငွေ3,000အောက်စီးရင်လည်းအဆင်ပြေတက်တောင့်တက်တာနဲ့ဒီဇိုင်းလန်းတဲ့စဒန်ကားလိုချင်တယ်လို့တွေးနေရင်ဒီကား3စီးကိုလုံးဝမလွတ်တင်ပါဘူးတစ်တိုယိုတာအလီယန်2000ခုမှ2010နဲ့ဒီကားဟာဂျပန်ကားပေမဲ့မြန်မာပြည်မှာအရန်ကြော်တဲ့စဒန်တစ်စီးပါဒီဇိုင်းက elegant ဖြစ်ပြီးအတွေ့အပိုင်းလည်းအေးများတက်တောင့်ပါတယ်1.5 လီတာနဲ့1.8 လီတာအင်ဂျင်ရှိပြီးဈေးက3,500မှ3,900အထိပါပဲစီးရတာပြေးပြီးဈေးတန်တဲ့အတွက်လူများစိတ်ပါတယ်။နှစ် Nissan Sylphy ဒီကားကတော့ modern look နဲ့မျက်စိဆွဲမိစေတဲ့ဒီဇိုင်းပိုင်ဆိုင်ထားတယ်။ engine quiet ဖြစ်ပြီး fuel saving ဖြစ်လို့နေ့စဉ်သုံးဖို့တင့်တော်ပါတယ်။အတွင်းပိုင်းကလည်း luxury အနည်းငယ်ရှိလို့မသိန်း2000အောင်မှာတော့ perfect choice တစ်ခုပဲ။3 Honda Civic FT ဒီဇိုင်းအရဆိုရင် Saturn မျိုးနေထဲမှာ sportiest တစ်စီးပဲ။1.8 လီတာ iVTEC engine နဲ့အရှိန်မြန်တယ်။ Young generation များအတွက်ထင်ရှားတဲ့ look နဲ့ထင်စင်ကြောင့်စီရလေ confidence တက်စေပါတယ်။ဈေးက3,500မှ2,000လောက်ပါပဲ။ main ဘက်ကားခုံပို့ကြတယ်လေ comment မှာပြောလိုက်ပါနော်